23နှစ်ရွာမှာတလကို300ရအောင်စူးစမ်းနေတဲ့ Challenge Day 4မှန်တိုင်းပြောရမယ်ဆိုရင်တော့ဒီနေ့ကတော့ကျွန်တော်စီစဉ်ထားတယ်လို့မဖြစ်လာခဲ့ဘူးဘာလို့လဲဆိုတော့မနေ့ညကအလုပ်ကိစ္စတွေစဉ်းစားရင်လုံးဝကိုအိမ်မပျော်ခဲ့ဘူးတစ်ချက်ဖုံးကြည့်လိုက်တစ်ချက်အလုပ်စဉ်းစားလိုက်နဲ့အဲ့ဒီလိုနဲ့သတိထားမိတော့မနဲ့မိုးလေးနေပြီအဲ့ဒါကြောင့်ဒီနေ့နေ့လယ်2နာရီလောက်မှနိုးလာခဲ့ရတော့ပေါ့နော်နိုးလာတော့ကလိုင်းနေနဲ့ချိန်ထားတဲ့ချိန်တွေကလည်းမဖြစ်လာခဲ့ဘူးလုံးမယ်လို့စီစဉ်ထားတဲ့အလုပ်တချို့တွေကလည်းမလုံးနိုင်ခဲ့ဘူးနို့ချင်းဒီ challenge တော့ day 4 video တွေကိုအရင်ရိုက်ရတယ်အဲ့ဒါနဲ့ပဲအချိန်တော်တော်လေးတော့ကုန်သွားခဲ့တော့ပေါ့နော်မှန်တိုင်းပြောရရင်ဒီနေ့တော့ကတော့တော်တော်လေးတော့နစ်နာသွားခဲ့ရတော့ပေါ့နော်ဒါပေမဲ့ဒီနေ့ကကျွန်တော်ကိုသင်ခန်းစာတစ်ခုအနေနဲ့ပေးသွားခဲ့တော့ပေါ့ဝင်ငွေတိုးချင်ရင်အလုပ်ပိုလုပ်ရုံနဲ့မလုံလောက်ဘူးကိုယ့်ရဲ့အဲ့ချိန်နဲ့ကြက်မာရေးကိုလည်းစီမံနိုင်ဖို့လိုတယ်အဲ့ချိန်ပြတ်သွားတဲ့တရက်ကနောက်နေ့ရဲ့ plan တစ်ခုလုံးကိုထိခိုက်လာနိုင်ပါတယ်အဲ့ဒီတော့ဒီနေ့တော့ဆုံးရှုံးသွားတဲ့ချိန်တွေကိုလည်းပြင်ပြီးတော့ယူလို့မရတော့ပါဘူးဒါပေမဲ့အဲ့ဒီတော့စိတ်ပြတ်ပြီးထိုင်နေလို့လည်းဘာမှလည်းပြောင်းလဲလာမှာမဟုတ်ဘူးအခုကျွန်တော်လုံးနိုင်တာကတော့မနေ့ဖန်တော့ဒီနေ့ထပ်ပိုကောင်းအောင်လုံးနိုင်ဖို့ပါပဲဒီနေ့မပြီးခဲ့တဲ့လုပ်တွေကိုမနေ့ဖန်ကြရင်ပို့ပြီးတော့လုပ်မယ်ပြီးတော့ဒီလိုမှန်းမျိုးကိုနောက်ထပ်မဖြစ်အောင်အဲ့ချိန်နဲ့အလုပ်ချိန်တွေကိုပို့ပြီးတော့တရားချာချာနေနဲ့စီမံသွားမယ်ကျွန်တော်တော့ထက်မြအောင်ပါ challenge day 5မှာပြင်ပြီးတော့တွေ့ကြပါမယ်